ရှေးစွာဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယနေ့တန်ရှင်တော်တာယာမြင့်မြတ်တဲ့ဒီမတ်လရဲ့ပထမအဆုံးတော်အပတ်မှာဘုရားခင်ရဲ့ဒေသနာတရားတွေကိုဝေငှဟောရအခွင့်အချိန်အခါကိုဘုရားပြင်ဆင်ပေးတော်ကြောင့်လည်းကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့အားလုံးသိရှိပြီးသားဒီအတိုင်းပေါ့ဟိုကတော့ social media တွေမှာပွဲတော်ရိုက်နေတဲ့အရာစံစာထဲမှာပါတဲ့ဣသေလအမျိုးတွေနဲ့ကျွန်တော်တို့တွေကိုဒီသာသနာပြုတဲ့ American ပေါ့နိုင်ငံနဲ့ပေါင်းပြီးအရင်တော့စံစာထဲမှာ Palestine တို့ဒီ Empire တို့ Babylon Empire တို့ကိုကြီးစိုးခဲ့တဲ့အီရန်တွေနဲ့စစ်ပွဲဖြစ်တော့ကမ္ဘာတည်င်းဒီမှာစစ်ရဲ့ဒီကျေပြတ်မှုတွေဒီစစ်ဖြစ်နေတဲ့အရာတွေဟာခတ်လို့လို့နဲ့ကျွန်တော်ရဲ့ဒီနှလုံးသားထဲမှာဖြစ်လာနေပါတယ်။ဘာကြောင့်လဲဆိုတော့ဟောဒီဘာကြီးကဘာများဖြစ်လာမလဲပေါ့။ဒါပေမဲ့ကျွန်တော်တို့နေထိုင်တဲ့မြန်မာနိုင်ငံအတွင်းမှာကတော့ဒါမျိုးစစ်ဖြစ်နေတယ်ဆိုတာယနေ့ဆိုရင်နှစ်ပေါင်း90နီးပါးလောက်ရှိနေပါတယ်။ဒုတိယကမ္ဘာစစ်ပွဲအလွန်ကလည်းယနေ့ထိငြိမ်းချမ်းတဲ့တာယာတွေလို့ခံစားရတဲ့အချိန်ဟာလည်းအင်မတန်မှနေပါတယ်။အဲကြောင့်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေကျမတို့ရဲ့အသက်ရှင်မှုတွေမှာတခါတလေဆူတောင်းရင်းနဲ့ပြီးသွားတော့အချိန်ဆူတောင်းရင်းနဲ့ကျွန်တော်တို့ရဲ့ဘဝတွေမှာမဖြစ်လာတော့အချိန်မပြည့်စုံတော့အချိန်စီးပွားရေးပက်ကမှုတွေကျွန်တော်ရဲ့ပတ်ဝန်းကျင်လူမှုအတိုင်းဝိုင်းရဲ့စိတ်ဓာတ်ရဲရပြက်ပြားမှုတွေဆုပ်ယုပ်လာမှုတွေခိုးဆိုးလို့ရဲ့များပြားတဲ့အခြေအနေနိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့်မြတ်ပွဲရာကျွန်တော်ပတ်ဝန်းကျင်မှာရှိနေတဲ့တိုက်ပွဲတွေကြားမှာကျွန်တော်အသက်ရှင်တဲ့အချိန်မှာအရေးကြီးဆုံးဟာပါလဲဆိုတော့ယနေ့အချိန်ခါမိမိရဲ့ယုံကြည်ခြင်းဟာဘယ်လိုမျိုးယုံကြည်ခြင်းနဲ့အသက်ရှင်နေတယ်လဲဆိုတဲ့ question ပေါ့မိကုံးကိုကျွန်တော်မေးရတဲ့အချိန်ဖြစ်လာပါတယ်အဲဒါကြောင့်ကျွန်တော်ဟာနှုံးထသောယုံကြည်ခြင်းအဖြစ်အရာရာကိုအောင်နိုင်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုယနေ့ဟေဘေဩဝါဒစာခန်းကြီး7အငယ်1ကလည်း3အငယ်6ကလည်း6ကိုကျွန်တော်ဖတ်ပြီးမှနှုတ်ထတော့ယုံကြည်ခြင်းအဖြစ်အရာရာကိုအောင်နိုင်ခြင်းဆိုတဲ့ဒေသနာတရားတွေကိုဝယ်ကဘိုးရကျွန်တော်ပြင်ဆင်ထားပါတယ်။ကျမ်းစာကိုဖတ်ပါမယ်။ဧဘေဩဝါဒစာခန်းကြီး7အငယ်1နဲ့3 6ယုံကြည်ခြင်းဖြင့်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏။ထိုပါရမီကြောင့်ရှေးလူဟောင်းတို့သည်ချီးမွမ်းတော်ခြင်းကိုခံရကြ၏အခုမြင်ရသောအရာတို့သည်အရင်ထင်ရှားသောအရာထက်ကမဖြစ်ပဲလောကဓာတ်တို့သည်ဘုရားသခင်၏အမိန့်တော်ကြောင့်သာဒီကိုငါတို့ဒီယုံကြည်၏အငယ်6ယုံကြည်ခြင်းမရှိရင်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်အကြောင်းမူကားဘုရားသခင်အထံတော်သို့ချင်းကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ယုံကြည်ခြင်းဆိုတာမြင်ရတာမမြင်ရတာထက်ယုံကြည်ခြင်းမှာအကြီးကိုအရေးကြီးပါတယ်ဖြစ်တာမဖြစ်တာထက်ကျမ်းစာမှာဖော်ပြထားတော့ဘုရားရဲ့တကူအစွမ်းဘုရားရဲ့လူမြောက်စေသောအရာဘုရားရဲ့ဖန်ဆင်းခြင်းဘုရားရဲ့ရှင်ပြန်ထမြောက်ခြင်းတွေကိုကြည်ခြင်းအဖြစ်ယုံကြည်ခြင်းဒီဆောက်ရမှာဖြစ်ပါတယ်ယုံကြည်ခြင်းမရှိတော့သူဒီဘုရားနဲ့မတွေ့နိုင်ဘူးဆိုတဲ့အရာကိုလည်းကျမ်းစာမှာဖော်ပြထားပါတယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်ခြင်းအဖြစ်တာလေကျမတို့ရဲ့ဘဝဘုရားနဲ့တွေ့ရှိတော့အသက်တာအောင်မြင်တော့အသက်တာကိုဧကမုတ်ချရယူနိုင်တော့တခုတည်းသောအရာဒီအာကြီးသောယုံကြည်ခြင်းဖြစ်ပါတယ်။ကောင်းစဉ်ကတော့နိုးထသောယုံကြည်ခြင်းအဖြစ်အရာရာကိုအောင်နိုင်ခြင်းနံပါတ်1အနေနဲ့ကတော့ကျွန်တော်ဘာကိုစဉ်းစားမှလဲဆိုတော့မိမိ၏ယုံကြည်ခြင်းကိုစမ်းစစ်ခြင်း
ဒါတော့ဒီနေ့နံပါတ်1အနေနဲ့လေ့လာဖို့ရန်ဖြစ်တယ်နံပါတ်2အနေနဲ့ကတော့ယုံကြည်ခြင်းတွေမျှော်လင့်ခြင်း၏ခွန်အားဆိုတဲ့ကောင်းစဉ်အောက်မှာကျွန်တော်တို့ခွန်အားယူဖို့ဖြစ်တယ်နံပါတ်3အနေနဲ့ကတော့နိုးထတော့ယုံကြည်ခြင်းတွေအောင်မြင်ခြင်း၏တကူဖြစ်စေပြီဆိုတဲ့ကောင်းစဉ်အောက်မှာကျွန်တော်တို့ခွန်အားပေးလိုပါတယ်နံပါတ်1ကတော့မိမိရဲ့ယုံကြည်ခြင်းကိုစမ်းစစ်ခြင်းယနေ့ဆောလာကျွန်တော်ပြောလို့ပေါ့ကဘာကြီးအလုံးလုံးဖြစ်လာပြီစစ်ပွဲကြီးဖြစ်နေပြီကျွန်တော်ပတ်ဝန်းကျင်မှာလည်းခက်ခဲပေါင်းမြောက်များစွာရှိနေပြီအဲ့မှာယုံကြည်ခြင်းကိုစမ်းစစ်လိုက်တဲ့အချိန်မှာတချို့တော့သူများဒီအာကြီးတော့ယုံကြည်ခြင်းရှိကြ၏ရှင်မတဲ့အခန်းကြီး၈အငယ်53မှာကျွန်တော်ဥမာတစ်ခုကိုပြောလိုပါတယ်အာကြီးတော့ယုံကြည်ခြင်းဆိုတာဘာကိုဆိုလို့တလဲပေါ့စစ်တာအယောက်100ကိုဦးစီးတော့ယောမစစ်ပူကြီးတူဟာသူ့ရဲ့ညီသားတူအပြင်းဖြားနေတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ချမ်းကြွလာပြီးသခင်ယေရှုခရစ်တော်ကိုတောင်းလျှောက်တယ်သခင်ကျွန်တော်ရဲ့ညီသားဒီလူလိမ့်အဖျားပြင်းပြီးမှပေါ့လူလိမ့်ခံစားနေရပါ၏အသက်ထွက်မတတ်ဖြစ်နေပါ၏သခင်ကျွန်တော်ရဲ့ညီသားကိုပျောက်ကင်းစေတော်မူပါဒီယေရှုကဘာပြန်ပြောလဲဆိုတော့ဒါဆိုရင်တင့်ရင်ကိုကျွန်တော်လာခဲ့တယ်ပေါ့ဒါပေမဲ့အဲ့ဒီဘူးကြီးဘူးစစ်ဘူးဟာဘယ်လိုပြောလဲဆိုတော့ကျွန်တော်အိမ်ကိုကျွန်တော်ရဲ့အိမ်တကားကိုဝင်ဖို့ရာကျွန်တော်ဟာမထိုက်မတန်ပါကောင်းမြတ်တော်သူမဟုတ်ဘူးအပြစ်ရှိတော်သူဖြစ်တယ်သခင်ဝင်ဖို့ကိုမထိုက်မတန်ပါဘူးအဲ့ဒါကြောင့်ဥပမာအနေနဲ့ပြောရရင်ကျွန်တော်ဒီအထက်လူကြီးဟာကျွန်တော်ကိုဇဲခိုင်းတဲ့အချိန်မှာဖြစ်ယူလာပါဆိုရင်ကျွန်တော်ယူလာရမယ်တွားပါဆိုရင်တွားရမယ်ပြန်ပါဆိုရင်ပြန်ရမှာဖြစ်ပါတယ်ဒီအတိုင်းပါပဲကျွန်တော်ရဲ့လက်အောက်ငယ်သားတွေကိုလည်းကျွန်တော်အမိန်တစ်ခုအောက်မှာပေါ့လှုပ်စေဆိုရင်လှုပ်ရမယ်ထားလိုက်ပါဆိုထားလိုက်တွားပါဆိုတွားရမယ်ပြန်လာပါဆိုပြန်လာသူတို့နာခံကြပါလေအဲ့ဒါကြောင့်သခင်ကျွန်တော်အိမ်ကိုလာရှာလို့ပါဘူးသခင်ရဲ့နှုတ်တော်ထွက်စကားအဖြစ်ပျောက်စေဆိုရင်ဧကမုတ်ချကျွန်တော်ရဲ့ညီသားဟာပျောက်လာမှာပါချမ်းသာရမှာပါပဲအဲကြောင့်သခင်ရဲ့စကားတခွန်းအဖြစ်တာပြောလိုက်ပါဆိုတော့သခင်ယေရှုခရစ်တော်ကဘာပြန်ပြောလဲဆိုဣသေလလူမျိုးတွေချဲမှာတော့တလောက်ယုံကြည်ခြင်းကြီးတာငါမမြင်ဘူးတင်းရဲ့ယုံကြည်ခြင်းအတိုင်းတင်းရဲ့ညီသားပျောက်စေဆိုပြီးမှသခင်ယေရှုခရစ်တော်ဟာချမ်းသာခြင်းကိုပေးပါတယ်ဒါကိုကြည်ခြင်းအားဖြစ်ပေါ့ဒီယုံကြည်ခြင်းဟာဘာယုံကြည်ခြင်းလဲဆိုရင်အာကြီးသောယုံကြည်ခြင်းဖြစ်တယ်တင်တို့စီမှာတမျိုးယုံကြည်ခြင်းရှိသလားပေါ့ဆန်းစစ်ဖို့ရရည်ကြီးတယ်ဒုတိယအနေနဲ့ကတော့အာနေသောယုံကြည်ခြင်းကိုပြန်ပြောပါမယ်ဒါကတော့ရှင်မတဲ့အခန်းကြီး14အငယ်31 33မှာဘုံတိုင်းတွေခြံနေတဲ့အချိန်သခင်ယေရှုခရစ်တော်ရဲ့တပည့်များဟာဒီမုံတိုင်းပေါ်မှာလေပေါ်မှာကြောက်ရွံ့နေတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ကိုရှာတဲ့အချိန်အရင်တစ်ခေါက်ကတော့သခင်ယေရှုခရစ်တော်အိပ်ပျော်နေတယ်ဆိုတော့ no လိုက်ပြီးမှသခင်ယေကျေပါအောင်ဆိုသခင်ယေရှုကကယ်လိုက်တယ်ဒါပေမဲ့နောက်တစ်ခေါက်ကတော့သခင်ယေရှုကလေပေါ်မှာရှိမနေဘူးရှိမနေတော့မုံတိုင်းတွေကလည်းဝူးတဲ့အခုစစ်ပွဲလိုပေါ့ကွာဘုံတုံတိုင်းနဲ့ရှိတယ်တဲ့အချိန်မှာသူ့ရဲ့တပည့်တော်တွေကသခင်လည်းမရှိဘူးဆိုတော့ဘာမှလည်းမလုပ်တတ်တော့ဘူးအဲ့အချိန်မှာသခင်ယေရှုခရစ်တော်ဟာလေရေပေါ်မှာလမ်းလျှောက်ပြီးရှိနေတဲ့အရာကိုတပည့်တော်တွေတွေ့လိုက်တဲ့အချိန်မှာရှင်ပေတရုဟာတင်းသခင်ဟုတ်တယ်မှန်လေတဲ့အကျွန်ုပ်လည်းတင်းစီကိုရေပေါ်မှာလမ်းလျှောက်ပြီးလာခဲ့ပဲလို့ပြောလိုက်အဲ့အချိန်မှာသခင်ကဟုတ်ပါတယ်လာခဲ့ပါဆိုပြီးပြောလိုက်တဲ့အချိန်ရှင်ပေတရုဟာရေပေါ်မှာလမ်းလျှောက်ပြီးသခင်ရှိတဲ့စီကိုဥတီသွားလိုက်ပါတယ်အဲ့ဒီအချိန်မှာဘေးပတ်ဝန်းကျင်ကဒီလိုင်းလုံးကြီးတွေထလာတယ်မုန်တိုင်းတွေပြင်းထန်လာတဲ့အချိန်မှာဘေးကိုကြည့်လိုက်တဲ့အချိန်ဘ
ပေတရုဟာရေထဲကိုမြုပ်သွားပါတယ်အဲ့ချိန်မှာသခင်ဟာသူ့ရဲ့လက်ကိုပေးပြီးပေတရုကိုလက်ကိုကမ်းလိုက်ပြီးမှပေတရုကိုဆွဲရေထဲကနေဆွဲထုတ်လိုက်တာပေါ့အဲ့ချိန်မှာသခင်ယေရှုခရစ်တော်ဟာဘာပြောလဲဆိုတော့ရှင်ပေတရုလက်ကိုကင်ပြီးယုံကြည်မှုအားနည်းတော်သူအပေကြောင့်ယုံမာတော်စိတ်ဝင်နေသည်နည်းဟုမဲပြီးရှင်ပေတရုရဲ့လက်ကိုဆွဲထုတ်လိုက်တယ်တခါတလေကျွန်တော်တို့ဟာပတ်ဝန်းကျင်ဒုက္ခတွေကြုံတွေ့နေရတဲ့အချိန်လိုင်းလုံးကြီးတွေထားတဲ့အချိန်မှာအားနည်းတော်ယုံကြည်ခြင်းရှိမရှိမိမိကိုဆန်းစစ်ဖို့ရာအရေးကြီးပါတယ်အဲ့မှာယုံကြည်ခြင်းကိုဆန်းစစ်တဲ့အချိန်မှာပြင်းရသောယုံကြည်ခြင်းဆိုတာလည်းရှိပါတယ်ပြင်းရသောယုံကြည်ခြင်းရှိမရှိပေါ့တခါလေပြင်းရသောယုံကြည်ခြင်းပြင်းထန်သောယုံကြည်ခြင်းဆိုတာရှိတယ်လူကာခန်းကြီး8အငယ်48မှာ12နှစ်လုံးတွေးတွန်အနာဆွဲတဲ့ယောဂတဲ့အမျိုးသမီးတူနဲ့သခင်ယေရှုခရစ်တော်တွေ့တဲ့အချိန်မှာအဲ့မှာအနည်းငယ်ပေါ်ပြထားတာတော့ဒီယောဂတွေးတွန်တဲ့ယောဂတဲ့အမျိုးသမီးကတော့တဲ့အခုခေတ်ကလူဆိုတော့အစင်းမြင့်အော်ကြီးတွေအစင်းမြင့်တပ်ခွဲခန်းတွေရန်ကုန်ကဆေးရုံကြီးတွေနောက်ပြီးနိုင်ငံရဲ့ခြားကဆေးရုံအထိပေါ့အမျိုးမျိုးပေါ့ကွာသူ့ရဲ့ဥယျာဉ်စီးစိမ်မြေအိမ်အကုန်လုံးကိုရောင်းပြီးမှသူ့ရဲ့အနာပြောက်ရင်ရပြီလို့မိသားစုကလည်းကုပေးတယ်သူကိုယ်တိုင်လည်းဆုံးရှုံးခံပြီးကုသခဲ့တယ်ဒါမဲ့12နှစ်ပတ်လုံးမှာသူကုသခဲ့တဲ့အရာတွေအားလုံးဟာအချင်းချင်းဖြစ်သွားပါတယ်မပြောက်ပါဘူးပို့ပြီးဆိုးလာတယ်အဲ့ချိန်မှာသူကဝမ်းနေရတယ်မျောလင်းခြင်းပြတ်တုံးခဲ့ရတယ်ဒါမဲ့နောက်ဆုံးဒီယေနစ်တော်သူရဲ့ကောက်ရိုးတနေလို့ပေါ့သခင်ယေရှုခရစ်တော်ဟာသူရှိတဲ့အရပ်ဘက်ကိုရောက်လာမယ်ဆိုတဲ့တည်င်းကိုကြားတဲ့အချိန်မှာပေါ့ဒီအမျိုးသမီးဟာသူ့ရဲ့လေးစီးပေါ့ပြင်းရမှုရှိခဲ့ရင်သခင်ယေရှုခရစ်တော်နဲ့တွေ့ဖို့မဖြစ်နိုင်တော့ပါဘူးဒါပေမဲ့သူ့ရဲ့စိတ်ရဲ့ပြင်းပြတော့စိတ်ပြင်းထန်တော့စိတ်နဲ့သခင်ယေရှုခရစ်တော်လာတော့အယတ်စီတော့ရောက်အောင်သူတွားခဲ့တယ်ပြီးရင်သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာအနတ်အသက်တွေနဲ့ပေါ့လူတွေအားလုံးမနစ်သက်တဲ့အနတ်တွေနဲ့ဒီမကြမ်းမမာပဲတုံကြီးပြီးမှသခင်ကိုတွားဖို့တောင်မှရှက်ကြောက်ပြီးမှသခင်ရှိတဲ့နေရာကိုတိုးတိတ်တိတ်လေးတိုးဝင်ပြီးသခင်ရဲ့အဝတ်ကိုလက်နဲ့ထုထိလိုက်တယ်အဲ့ချိန်မှာဒီအမျိုးသမီးဟာသူ့ရဲ့အနာဟာချက်ချင်းပြောက်သွားပါတယ်ချမ်းသာခြင်းကိုရပါတယ်အဲ့ချိန်မှာသခင်ယေရှုခရစ်တော်ကကျွန်တော်ရဲ့ဝတ်လုံကိုထိတွေ့တဲ့လူတယောက်ရှိပါတယ်လို့ပြောလိုက်အဲ့ဒီမှာတပည့်တွေကပါပြောတယ်ဆိုတော့သခင်တလောက်လူအများကြီးရှိတာအားလုံးကတော့ထိမှာပေါ့တဲ့ဒါပေမဲ့မဟုတ်ဘူးတဲ့ကျွန်တော်ရဲ့အစွမ်းကျွန်တော်ရဲ့တကိုးထွက်သွားတာကိုကျွန်တော်သိတယ်အဲ့ချိန်မှာအမျိုးသမီးရဲ့အဲ့ဒါမှပျောက်ပြီးဝမ်းသာပျော်ရွှင်ဒီမှာယေရှုတော်ချီးမွမ်းတဲ့အချိန်မှာယေရှုကပြောပါတယ်သမီးတင်းရဲ့ပြင်းပြတော့ယုံကြည်ခြင်းတင်းရဲ့အာကြီးတော့ယုံကြည်ခြင်းဒီတင်းကိုချမ်းသာရပေ၏ယနေ့ကျွန်တော်ယုံကြည်ခြင်းမှာလေးစီးပေါ့မပြင်းကြပါနဲ့စိတ်ဓာတ်မလျော့ကြပါနဲ့အရှုံးပေးတဲ့စိတ်ဘယ်တော့မှမရှိပါဘူးကျွန်တော်အတွက်ကယ်တင်ပေးနိုင်တော်ယေရှုကျွန်တော်ကိုအသက်ပြန်ပေးနိုင်တော်ယေရှုရှိတယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းအားဖြင့်ကျွန်တော်အောင်ရကိုအောင်နိုင်မှာဖြစ်ပါတယ်ဒီနောက်တစ်ခုကတော့ဗာလဲဆိုတော့တန်တရားဝင်တဲ့ယုံကြည်ခြင်းလည်းရှိတတ်ပါတယ်ယုံကြည်ခြင်းကိုစမ်းစစ်တဲ့အချိန်မှာယောဟန်ခန်းကြီး20-25မှာသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးတပည့်တော်တွေအားလုံးဝမ်းနည်းပူဆွေးပြီးမှအိမ်ထဲမှာနေတဲ့အချိန်မှာပုံခိုပြီးနေတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ဟာအားလုံးရဲ့အလေမှာသူ့ရဲ့ခန္ဓာစိတ်ဝိညာဉ်ထင်ရှားပြီးမှပေါ်ထွက်လာဝုန်းဆိုပေါ်ထွက်လာအဲ့ချိန်မှာတပည့်တော်တွေအားလုံးကကြောက်လန့်နေတယ်တချို့တွေကတော့စိတ်ထဲမှာထင်ကြတာပေါ့ဒါကဝိညာဉ်လားပါလားလက်ပြလားပေါ့နတ်လားကြောက်ကြဒါမဲ့တခင်ယေရှုခရစ်တော်ပထမအဆုံးစကားတန်နဲ့ပြောတာကတင်းတို့ပေါ်မှာငြိမ်းချမ်းခြင်းရှိကြလောရှလောမ်
ပြောလိုက်တယ်အဲ့ချိန်မှာအားလုံးကငြိမ်သက်တယ်ဒါပေမဲ့တောမကိုကြည့်လိုက်တဲ့အချိန်မှာတောမမယုံမရှိနဲ့တော့လို့ပြောလိုက်တယ်ဘာကြောင့်လဲဆိုတော့တောမအမြဲတမ်းတန်တရားဝင်တတ်တယ်တောမလည်းပြောပါတယ်ကျွန်တော်လည်းနဲ့သခင်ရဲ့လက်မှာဒီတာမူရာတွေတာအရာတွေကိုထိတွေ့မှပဲဒီနန်ယိုဘေးမှာထိတွေ့မှပဲကျွန်တော်သခင်ဖြစ်ကြောင်းကိုလက်ခံမယ်လို့ယုံကြည်မယ်လို့ပြောလိုက်တဲ့အချိန်မှာသခင်ကလည်းထုံးမကိုခေါ်လိုက်တယ်ဒီမှာထိတွေ့ကြည့်ပါပေါ့နိုင်ကြည့်ပါဂိုင်ကြည့်ပါဝိညာဉ်ဆိုရင်ဘယ်သူဂိုင်လို့ရမလဲပေါ့လက်ပြဆိုရင်ဘယ်သူဂိုင်လို့ရမှာလဲကျွန်တော်ဟာတက်ရှင်တော်ဘုရားဖြစ်တယ်အဲ့မှာထုံးမကသခင်ယေရှုခရစ်တော်ကျွန်တော်ရဲ့သခင်ကအမှန်တကယ်ရှင်ပြန်ထမြောက်ပါလားဆိုပြီးပါသခင်ယေရှုခရစ်တော်ကိုပွေးဖက်ပြီးမှသူရဲ့ယုံကြည်မှုကိုပြတာပေါ့တခါတလေဆာရာကိုလည်းကြည့်လိုက်ပါဦးတင်ဟာတာယောက်ျားပါလိမ့်မယ်လူမျိုးတကာတို့ရဲ့အမေဖြစ်လိမ့်မယ်လို့ဘုရားပြောတဲ့အချိန်မှာအချိန်တွေအများကြီးကြာသွားတယ်နှစ်တည်ကြာသွားတော့သူလည်းအိုလာပြီအဲ့မှာတန်တရားဝင်လာတယ်ပြီးရင်သူမလုတ်တင်တဲ့အရာပေါ့အိမ်ကဂျုံမိန်းလေးကိုကျွန်တော်ကျမကတော့မဖြစ်နိုင်တော့ဘူးပေါ့ဒါပေမဲ့လူမျိုးကြီးဖြစ်ဖို့ကတော့ကျမအမျိုးသားအတွက်ကတော့ဒီဂျုံမင်းကလေးပဲအဂရပဲဖြစ်နိုင်ပါတယ်လို့သူထင်ခဲ့တာတန်တရားဝင်လာတခါလေကျော်တို့ရဲ့ယုံကြည်ခြင်းမှာဆူတောင်းတယ်မဖြစ်လာဘူးတခါလေကျော်တို့မျောလင့်တယ်ကြာလာတယ်အချိန်တွေကြာလာတဲ့အချိန်မှာကျော်တို့ဟာတန်တရားဝင်တဲ့ယုံကြည်ခြင်းမျိုးတွေဖြစ်ပြီးလာတတ်ပါတယ်ဒါလည်းဆန်းစစ်ဖို့ရဖြစ်ပါတယ်တကူကတော့တင်းငယ်တော့ယုံကြည်ခြင်းပေါ့တမန်ယုံကြည်ခြင်းကိုခေါ်တာဒါတော့ဗာလဲဆိုတော့ရှင်မတဲခန်းကြီးဆက်ကိုအငယ်ဆက်ကို21မှာဒီဝက်ယူပြန်နူနာဆွဲပြီးမှနတ်ဆွဲတာပေါ့အရင်တော့နတ်ဆွဲလို့ခေါ်တယ်နတ်ဆွဲနေတဲ့ဒီကလေးတူကိုသူ့ရဲ့အဖေကသခင်ယေရှုခရစ်တော်ရဲ့တပည့်တွေစီမှာခေါ်သွားတယ်ခေါ်သွားတော့တပည့်တွေကိုပျောက်ပြအောင်လုပ်ပေးပါတယောက်စုတောင်းတယ်မပျောက်ဘူးနောက်တယောက်စုတောင်းတယ်မပျောက်ဘူးနောက်တယောက်ကတော့လက်နဲ့အုပ်ပြီးစုတောင်းတယ်မပျောက်တော့ဒီဖခင်ဟာစိတ်ထဲမှာသူ့သားပျောက်နိုင်ဖို့ရသူ့သားတက်တယ်တော့မယ်ပေါ့နေကြီးထဲမှာလူးလင်းနေတဲ့အချိန်အဲ့မှာသူကကနာမြင်ဖြစ်လာဒီဖခင်ကစိတ်ထဲမှာပေါ့နော်ဒီသားဆုံးရှုံးရမယ့်စိတ်နဲ့စိတ်ကနာမငြိမ်မပြောမရွှင်လေဖြစ်လာတယ်ဒီမှာမှခံစားနေရတယ်အဲ့အချိန်မှာသူ့သားကိုခေါ်ပြီးမှသခင်ယေရှုခရစ်တော်ကိုတွေ့အောင်ရှာတယ်ရှာမှသခင်ယေရှုခရစ်တော်ကိုပြောပါတယ်ငါသားတည်တော့မယ်နတ်ဆွဲနေတယ်ဝက်ယူပြန်နေတယ်ဒါမဲ့တင်းရဲ့တပည့်တော်တွေစီမှာလာပြီးမှဆုတောင်းခံယူတာမပြောက်ဘူးတဲ့အဲ့လိုပြောတော့သခင်ယေရှုခရစ်တော်ဟာတပည့်တွေကိုဘာပြန်ပြောလဲဆိုယုံကြည်ခြင်းမရှိတော့သူများတင်းတို့တွေဖောက်ပြန်တော့သူများဖြစ်ကြ၏ငါဒီတင်းတို့နဲ့တကွအပေမြကာလပတ်လုံးနေရအောင်ပါလေတပည့်တော်တွေကိုစူပူချိန်မောင်းလိုက်ပြီးမှပဲအဲ့ဒီဖခင်ကိုပြောပါတယ်တင်းရဲ့ယုံကြည်ခြင်းအပြင်တင်းသာချမ်းသာရပြီတခါတလေသခင်ယေရှုခရစ်တော်ရဲ့တပည့်တော်တွေချက်တောင်မှပို့ပြီးဒီဖြားနာတဲ့သူရဲ့ဖခင်ဟာယုံကြည်ခြင်းပို့ပြီးမှကြီးနေတယ်တပည့်တော်တွေကယုံကြည်ခြင်းတင်းနေတယ်အဲ့ဒါတွေလည်းကျွန်တော်တို့ဆန်းစစ်ရမယ့်အရာတွေဖြစ်ပါတယ်အဲဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုမောင်းနှမများလူတိုင်းဟာအာကြီးတော်ယုံကြည်ခြင်းရှိနေမှာတပည့်တော်တွေလိုတင်းငယ်တဲ့အချိန်ကျွန်တော်လည်းရှိတတ်ပါတယ်ဒါမဲ့ဒါတွေကိုလည်းဆန်းစစ်ဖို့ရဖြစ်တယ်နောက်တစ်ခုကတော့သောတကတက်ခြင်းပေါ့တခါလေယုံကြည်ခြင်းမှာဘာကြောင့်လဲကျွန်တော်ကြာမှဖြစ်ရလားကျွန်တော်ဆူတောင်းတယ်လေကျွန်မဆူတောင်းတယ်လေဘာကြောင့်ဒီဒုက္ခဟာကျွန်မတို့အိမ်မှာပဲရောက်နေရတယ်လေပေါ့ဖះကိုဝိုင်းquestion တွေအများကြီးမေးပြီးမှစောတကတက်တဲ့အချိန်လည်းရှိပါတယ်ဒီလိုအချိန်မျိုးမှာအလိုမကျတာတို့တခါတလေပေါ့အရှိတရားတွေကိုနားမလေတာတို့ဒါမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့ဖះကိုမယုံဘူးလားဆိုတော့လည်းယုံတယ်မတီးဘူးလားဆိုတော့လည်းတီးတယ်ယောနာဝတ္ထုလို့ပေါ့ယောနာရဲ့ယုံကြည်ခြင်းဟာတကယ်ကြီးတယ်ဖះကနီနဝေပြည်ကိုဖြတ်မယ်ဆိုတာတကယ်ဖြတ်မှာဒါပေမဲ့ဖះကယ်မယ်ဆိုလည်းတကယ်ကယ်မယ်ပေါ့
ဒါကိုယောနာတိတိကြီးနဲ့ကိုသူဖြစ်စည်းစေချင်တဲ့ညီနဝဲပြည်ကိုဖျားဟာပြန်ကယ်မယ်ဆိုတော့လေယောနာစောတကတက်လာတာပေါ့ဖျားကိုဒီလိုပေါ့တခါတလေကျော်လို့ယုံရဲ့သားနဲ့တိရဲ့သားနဲ့ဖျားပေးနိုင်တယ်ဖျားလုံနိုင်တယ်တိရဲ့သားနဲ့မိမိအလိုမကျဖြစ်တဲ့အချိန်မှာစောတကတက်တတ်ပါတယ်ဒါတွေလည်းကျွန်တော်တို့ဆန်းစစ်ဖို့ရဖြစ်တယ်နောက်တစ်ခုကတော့ဆန်းစစ်ခြင်းမှာမပြည့်ဝတော့မခိုင်မာတော့ယုံကြည်ခြင်းဒါကဘာလဲဆိုတော့တခါတလေကျွန်တော်တို့ယုံကြည်ခြင်းဟာရှိတယ်လို့မရှိတယ်လို့ဟုတ်တယ်လို့မဟုတ်တယ်လို့ပေါ့ပြည့်သလားလို့လည်းပြည့်တယ်လို့မပြည့်ဘူးလားဆိုလည်းမပြည့်တယ်လို့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာယုံကြည်ခြင်းကိုပို့ပြီးမှတီးချအောင်လုပ်တဲ့ဒီတယောက်ရှိတယ်စစ်တကြီးဂီတောင်ကဘာလဲဆိုတော့တရားသူကြီးမဆာခန်းကြီးခုနှစ်အငယ်36မှာပေါ့မိဒီယန်အာမလက်အရှက်ပြည်သားများ၏ဝိုင်းရပိတ်ဆို့မှုခံရတဲ့အချိန်မှာဣတေလလူမျိုးတွေကိုဦးစီးဦးဆောင်တော့စစ်တကြီးဂီတောင်တရားသူကြီးဂီတောင်ဟာဘုရားကပြောပါတယ်ဂီတောင်တင်ဦးစီးပါဒီစစ်ပွဲကိုတင်းရဲ့လက်ထဲမှာအနိုင်အဖြစ်ငါအပ်ပြီဘုရားဂီတောင်ကိုပြောတယ်လူရွေးပါနောက်ဆုံး300ရွေးခိုင်းတယ်300အထိရပြီဒါမဲ့ဘုရားကိုဂီတောင်ဟာယုံကြည်ခြင်းကတော့ဘုရားလုပ်နိုင်တယ်ဆိုတာလည်းသိပါတယ်ဟိုးဣတေလလူမျိုးတွေကိုအီဂျစ်ပြည်ကနေခေါ်သွားတဲ့ဘုရားဟုတ်တယ်ရေမရှိတဲ့နေရာမှာရေပေးတော့ရေတောက်ရေပေးတော့ဘုရားဖြစ်တယ်စားစရာမရှိတဲ့အချိန်မှာမာနမုတ်ကျွေးတော့ဘုရားဖြစ်တယ်အီဂျစ်ပြည်အေဂုတုပြည်ကနေခေါ်ထုတ်တဲ့ဘုရားဖြစ်တယ်သူသိတယ်ဒါပေမဲ့ဘုရားဒီစစ်ပွဲကိုအနိုင်ပေးမယ်လို့လည်းပြောပြီးသားယုံပါလို့လည်းပြောပြီးသားဒါပေမဲ့ကြီးတော်မှာယုံကြည်ခြင်းမှာသူပါနည်းနည်းလိုတာပေါ့90ဆိုရင်30လောက်လိုတာပေါ့ဒါကိုသူကပြည့်စေချင်တာပြီးဝစေချင်တာအဲ့အချိန်မှာဘုရားကိုသူပြောတယ်ဘယ်လိုပြောလဲဆိုဟုတ်ပြီဒါဆိုဘုရားခင်စိတ်မရှိပါနဲ့စမ်းကြည့်အောင်မယ်ပေါ့သူကဘယ်လိုစမ်းလဲဆိုတော့သူ့တကောင်ရဲ့အမွေးကိုတဲ့တလင်းမြေပြင်တလင်းမှာကျွန်တော်ဒီညချထားမယ်တိုးမွေးဒီနင်းရယ်ဆူဆွပြီးမှမြေပြင်6တွေ့စေဆိုမှဘုရားကိုတောင်းလျှောက်တယ်နောက်တဲ့လေတွားကြည့်လိုက်တော့လေတကယ်လေတိုးမွေးမှာရေရအကုန်လုံးဆူပြီးမှပတ်ဝန်းကျင်မှာ6ခတ်နေတယ်သူအော်သွားတယ်ဒါပေမဲ့သူ့ရဲ့ယုံကြည်ခြင်းဟာ95အထိတော့တက်လာတယ်9လို့လေတရားမပြည့်သေးဘူး9လို့တဲ့တော့သူကဘာပြန်ပြောလဲဆိုဘုရားရဲ့စိတ်မရှိပါနဲ့ဒေါသမထွက်ပါနဲ့တဲ့ဒီညထပ်ဆန်းအောင်မယ်ပေါ့ဒီညကတော့တဲ့တိုးမွေးတွေ6တွေ့ပြီးမှဒီတလင်းဟာအလုံးဆွဆွစေပေါ့ဘုရားကိုတောင်းလျှောက်တယ်နောက်နေ့ပြန်ထားကြည့်လိုက်တော့ဒီအတိုင်းဖြစ်နေတယ်ယုံကြည်ခြင်းမှာတရားပြီးွားသွားတယ်ခါလေကျွန်တော်ဆုတောင်းတတ်တယ်မဟုတ်လားဘုရားရင်ဖြစ်စေပါဟိုမဖြစ်ရဟာသွားပါပြီငကိုရှိတဲ့90တောင်မှဟို85လောက်ပြန်ဖြစ်လာအဲ့လိုမျိုးတွေကတော့မရဘူးလေနော်ဆိုတော့ယုံကြည်ခြင်းမှာအာကြီးရဒါကိုဖော်ပြလိုပါတယ်နောက်ဆုံးကတော့အိပ်ပျော်နေတဲ့ယုံကြည်ခြင်းဟုတ်မဟုတ်စမ်းကြည့်ပါတခါလေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာအရာနေကွေးတယ်ဟောပေါ့အိပ်ပျော်နေတယ်လို့ပေါ့ဘဝကိုအရှုံးပေးပြီနော်ဘာမှမဟုတ်တော့ဘူးအမလုံးနိုင်တော့ပါဘူးရှိပါစေတော့ဟိုးဘဝကိုနစ်မြုံပြီးမှကျွန်တော်မလွတ်မြောက်နိုင်တော့ပါဘူးဒီတိုင်းပါပဲကျွန်တော်ရဲ့ဘဝဟာဒီမြပါပဲဒါကကျွန်တော်ကုသကံပါကျွန်တော်ဆင်းရဲသားအမျိုးပါကျွန်တော်ဒုက္ခရောက်မဲ့အမျိုးပါကိုတောင်မှဘယ်သူမှမတတ်မှတ်ပဲနဲ့ကျွန်တော်ဆင်းရဲနေတဲ့အမျိုးပါလို့တတ်မှတ်လာတဲ့လူကြီးရှိတယ်အဲ့ဒါဟာအိပ်ပျော်နေတော့ယုံကြည်ခြင်း sleeping faith ဒါကိုကျွန်တော်ခြေဖြတ်ရမှာဖြစ်ပါတယ်နံပါတ်1ကတော့ယုံကြည်ခြင်းတွေမျှော်လင့်ခြင်းရဲ့ခွန်အားဘုရားနဲ့လူကြားမှာတစ်ခုပဲရှိပါတယ်။ဘာလဲဆိုတော့ဘုရားဟာအကုန်လုံးတတ်နိုင်တော့ဘုရားအကုန်လုံးပေးတော့ဘုရားဖြစ်တယ်။ဒါမဲ့ဘုရားတောင်းဆိုတာကတစ်ခုပဲရှိတယ်။သင်ယေရှုကိုယုံသလား။ယုံကြည်ခြင်းအားကြီးသလား။ဒါမှမဟုတ်သင်ရဲ့ပြည့်ရတော့ယုံကြည်ခြင်းနဲ့ရောက်နေသလား။သင်ရဲ့ဟောပေါ့အိပ်ပျော်နေတဲ့ယုံကြည်ခြင်းနဲ့ဟုတ်သလားပေါ့
အားနေတဲ့ယုံကြည်ခြင်းနဲ့ဟုတ်ကလားအတိကကတော့ဖျားတောင်းဆိုတဲ့ယုံကြည်ခြင်းဟာတစ်ခုပဲရှိပါတယ်ဒါအတင်းရဲ့အာကြီးတော့ယုံကြည်ခြင်းနှုံးထားတော့ယုံကြည်ခြင်းအားဖြင့်ယုံကြည်ပေးဖို့ရဖြစ်ပါတယ်အဲ့အချိန်မှာဖျားဟာပေးတော်ဖျားအနာငိမ့်စေတော်ဖျားချမ်းသာခြင်းပေးတော်ဖျားအောင်မြင်ခြင်းပေးတော်ဖျားမှာတင်းဘေနီးနဲ့ချင်းကပ်ပြီးမှအောင်မြင်လို့တလဲလို့ကျွန်တော်ကိုမဲတဲ့အချိန်စံစာကိုမဲတဲ့အချိန်ဖျားကိုမဲတဲ့အချိန်မှာတစ်ခုပဲရှိတယ်တင်းရဲ့ယုံကြည်ခြင်းဟာဘယ်လိုမျိုးယုံကြည်ခြင်းလဲဒါပဲဒါကိုတီးပြီးဒါကိုလုပ်ပြီးဆိုရင်ဖျားနဲ့တင်းရဲ့ကြားမှာယုံမျောလင့်ခြင်းဆိုတာတင်းရဲ့ပေါ်မှာအမြဲတမ်းရှိနေပါတယ်နောက်ဆုံးတစ်ခုကတော့နိုးထတော့အာကြီးတော့ယုံကြည်ခြင်းတွေအောင်မြင်ခြင်းတကိုးကိုဖြစ်စေတယ်ဒါတော့ဗာလဲဆိုတော့တာမန်ယုံကြည်ခြင်းတင်းငယ်တော့ယုံကြည်ခြင်းဟာဒါမဖြစ်နိုင်ဘူးယုံကြည်ခြင်းအာကြီးတော့သူဘယ်တော့မှညည်းညူပြီးမှပေါ့နော်ကဲပါကြီးပဲပြောမနေပါဘူးဖျားလုံးနိုင်ဖျားကျွန်တော်နဲ့အတူရှိတယ်ဖျားနဲ့ဆိုဖြစ်နိုင်တယ်စိတ်ပန်းဘယ်တော့မှမချဘူးဒါကိုဆိုလို့ချင်းဖြစ်ပါတယ်နောက်ဆုံးကတော့သခင်ယေရှုနဲ့ဒီနေ့ယနေ့တွေ့တဲ့အချိန်မှာတင်းရဲ့ယုံကြည်ခြင်းဒီသူဘယ်လိုမြင်ပါလဲတင်းဟာအားနေတော့သူဖြစ်သလားအကန့်အသတ်နဲ့ပဲရှိတော့သူဖြစ်သလားစောတကပဲတက်တဲ့သူဖြစ်သလားဘယ်လိုပဲဖြစ်နေပါစေဒီနေ့ကျွန်တော်ပဝန်းကျင်ကျွန်တော်ဖြစ်နေတဲ့ line လုံးထဲမှာမကြဖို့ရတခုတည်းတော့လမ်းဟာယုံကြည်ခြင်းကိုအားကြီးအောင်ထားရှိဖို့ဖြစ်ပါတယ်ဆိုတော့အရာကိုဟောကြားရင်းနဲ့နေကုန်းချုပ်လိုပါတယ်